မြတ်စကြောင်းတွေကိုဖွင့်ဟာနောက်ကြောင်းပြန်ဆိုတော့ကရဲ့စေစားမှုကြောင့်ငိုသူတွေကိုအိုသူတွေအိုလောကလူသားတွေကိုအချစ်ကပြူစားနေသလိုဘုံနဲ့ရင်လားမချစ်ပါနဲ့ဇာလန်းအိမ်ရှိချိတ်ရမလို့လို့ချစ်သလိုမုန်းသလိုမာယာမျိုးနဲ့ချစ်တဲ့သူကဆိုဖြစ်သမျှစကြောင်းတွေကိုဖွင့်ဟာနောက်ကြောင်းပြန်ဆိုတော့ကရဲ့စေစားမှုကြောင့်ငိုသူတွေကိုအိုသူတွေအိုလောကလူသားတွေကိုအချစ်ကပြူစားနေသလိုဘုံနဲ့ရင်လားမချစ်ပါနဲ့ဇာလန်းအိမ်ရှိချိတ်ရမလို့လို့ချစ်သလိုမုန်းသလိုမာယာမျိုးနဲ့ချစ်တဲ့သူကဆိုသူကိုမြူချုံသူပို့ချစ်စကားတွေတွင်တွင်သုံးလို့ချစ်တုံးကတော့အချစ်တွေသူပို့မချစ်တာပြန်တော့ဒီလိုအနစ်နာခံတဲ့သူကိုအစိမ့်ဆုံးစကားတွေနမိတ်ပြလို့ဆိုအရင်တခါချင်တာတွေကိုဒီဘဝမှာဒီနေပဲလို့စသိမ်းကြစို့ခွင်ကသူဆိုဘယ်လိုအချစ်ပြီးဓမ္မဆရာမကြီးရဲ့ချစ်တဲ့ပဲဒီလိုလားကွယ်အသေးနာလူကမေးရမလို့သမျှစကြောင်းတွေကိုဖွင့်ဟာနောက်ကြောင်းပြန်ဆိုတော့ကရဲ့စေစားမှုကြောင့်ငိုသူတွေကိုအိုသူတွေအိုလောကလူသားတွေကိုအချစ်ကပြူစားနေသလိုဘုံနဲ့ရင်လားမချစ်ပါနဲ့ဇာလန်းအိမ်ရှိချိတ်ရမလို့လို့ချစ်သလိုမုန်းသလိုမာယာမျိုးနဲ့ချစ်တဲ့သူကဆိုဖြစ်သမျှစကြောင်းတွေကိုနောက်ကြောင်းပြန်ဆိုတော့ကရဲ့စေစားမှုကြောင့်ငိုသူတွေကိုအိုသူတွေအိုလောကလူသားတွေကိုအချစ်ကပြူစားနေသလိုဘုံနဲ့ရင်လားမချစ်ပါနဲ့ဇာလန်းအိမ်ရှိချိတ်ရမလို့လို့ချစ်သလိုမုန်းသလိုမာယာမျိုးနဲ့ချစ်တဲ့သူကဆိုလူကိုမြူချုံသူပို့ချစ်စကားတွေတွင်တွင်သုံးလို့ချစ်တုံးကတော့ချစ်တွေသူပို့မချစ်တာပြန်တော့ဒီလိုအနစ်နာခံတဲ့လူကိုအစိမ့်ဆုံးစကားတွေနမိတ်ပြလို့ဆိုအရင်တခါချင်တာတွေကိုဒီဘဝမှာဒီနေပဲလို့စသိမ်းကြစို့ခွင်ကသူဆိုဘယ်လိုအချစ်ပြီးဓမ္မဆရာမကြီးရဲ့ချစ်တဲ့ပဲဒီလိုလားကွယ်အသေးနာလူကမေးရမလို့ဘယ်လိုအချစ်ပြီးဓမ္မဆရာမကြီးရဲ့ချစ်တဲ့ပဲဒီလိုလားကွယ်အသေးနာလူကမေးရမလို့ဘယ်လိုအချစ်ပြီးဓမ္မဆရာမကြီးရဲ့ချစ်တဲ့ပဲဒီလိုလားကွယ်အသေးနာလူကမေးရမလို့ဘယ်လိုအချစ်ပြီးဓမ္မဆရာမကြီးရဲ့ချစ်တဲ့ပဲဒီလိုလားကွယ်အသေးနာလူကမေး